Qua sora ne solo sora ဒီနှစ်ခုကအတူတူပဲလားဆိုတော့များတော့အဖြစ်ကတချင်းဆိုတာပဲအတူတူပဲလို့ထင်တဲ့အခါမှာအတူတူလားဆိုတဲ့အခါမှာအဲ့ဒီမှာ quality ရှိတဲ့တချင်းဆိုတာဖြစ်မလားဆိုတော့ဒီနေ့ Harry ဒီနှစ်ခုရဲ့ဆိုပုံဆိုနီးကွဲပြားပုံကိုလာပြီးတော့မှပြောပြပေးမှာဖြစ်တဲ့အတွက်ဒီ video တစ်ခါ save ထားပါပြီးတော့တငယ်ချင်းတွေအတွက်လည်းသွားပြီး share ထားပေးလိုက်ပါတကယ်တမ်းကျတော့ကျွန်တော်တို့တွေ choir ဆိုတာနဲ့ solo ဆိုတာလုံးဝမတူပါဘူးများတော့အဖြစ်ကကျွန်တော်အတူတူပဲလို့ထင်ပြီးတော့မှ solo သမားတွေက choir ဆိုတဲ့အခါမှာ solo ပုံစံမျိုးလာဆိုတဲ့အခါမှာ quality ရှိတဲ့ choir ဆိုတာမဖြစ်လာတော့ဆိုတော့ဘယ်လိုမျိုးပုံစံဆိုရမလဲဆိုရင် choir ဆိုတဲ့အခါမှာကျွန်တော်တို့ကအဖွဲနဲ့ဆိုရတာဖြစ်တဲ့အတွက်အတန်တန်တဲ့ဖြစ်လာဖို့အတွက်ဆိုရင် round ထုံးကိုပို့ပြီးလုပ်ပေးရတယ်ဆိုတော့တချင်းဆိုတဲ့အခါမှာအတန်ကိုပို့ပြီးလုံးအောင်ပို့ပြီးနွေးလေးအတန်ထွက်အောင်ကျွန်တော်ဆိုပေးရတယ်ဥပမာဘယ်လိုမျိုးပုံစံမျိုးလဲဆိုလို့ရှိရင် joyful joyful we are thee ပို့ပြီးတော့မှလုံးဝန်းစွာဆိုပေးရတယ်တကယ်လို့ကိုက solo ဆိုလို့ရှိရင်တော့ကိုကြိုက်တယ်လို့ကိုတယောက်တည်းရှိတာဖြစ်တဲ့အတွက်ကိုရဲ့အတန်အဲ့လောက်ကြီးလုံးစရာမလိုကိုရဲ့ပင်ကိုရှိတဲ့အတိုင်းကိုဆိုလို့ရတယ်ဥပမာဘယ်လိုဆိုရမလဲဆိုရင် joyful joyful we are thee ဆိုတော့ဒီနေ့ choir ဆိုနီ solo ဆိုနီဒီနှစ်ခုကိုကွဲပြားစွာသိရှိပြီးတော့မှကွဲပြားစွာဆိုတတ်မယ်ဆိုတာ Harry ယုံကြည်တယ်အကယ်လို့ဒီဗီဒီယိုကကိုယ့်အတွက်အကျိုးရှိရဆိုလို့ရှိရင် choir and solo လို့ comment မှာရေးလာခဲ့ပြီးပါ choir ဆိုတဲ့အခါမှာကိုယ့်ရဲ့အတန်အရန်ကောင်းကြောင်းကိုယ့်ရဲ့တချင်းဆို style အရန်မိုက်ကြောင်းအစွမ်းပြချင်တဲ့တငယ်ချင်းတွေသိရအောင်လဲသွားပြီး share ထားပေးလိုက်ပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်